Whisk AI မှာပုံလေးတွေထုတ်ပြီးထုတ်ထားတဲ့ပုံကနေတစ်ဆင့်10စက္ကန့်စာဗီဒီယိုလေးတွေဘယ်လိုထုတ်လို့ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ Whisk AI မှာပုံထုတ်ဖို့အတွက် prompt လိုပါတယ်။အဲ့တော့ကိုယ်တိုင်ရေးနိုင်လား။ကိုယ်တိုင်ရေးနိုင်ရင်တော့ Whisk AI application မှာကိုလိုချင်တယ်လို့တန်းပြီးရိုက်ထည့်လို့ရပါတယ်။ အဲ့လိုမှမဟုတ်ရဲ့ ChatGPT မှာကိုလိုချင်တဲ့ပုံစံကိုမြန်မာလိုရေးပြီး Whisk AI မှာပုံထုတ်ဖို့အတွက် prompt လေးထုတ်ခိုင်းလို့ရပါတယ်။ ပထမဆုံးအနေနဲ့ ChatGPT ကို Gmail အကောင့်တစ်ခုနဲ့ဝင်ပါပြီးရင်အောက်က box မှာကိုလိုတလို့မြန်မာလိုရေးပြီး Whisk AI မှာပုံထုတ်ဖို့အတွက် prompt ရေးပြီးမှဆိုတဲ့စာသားပါထည့်ပြီးစာရိုက်ပါပြီးရင်ညာအစွန်ကမြားလေးကိုနှိပ်ပြီးခဏဆောင်လိုက်ပါအင်္ဂလိပ်လို prompt လေးကြော့လာပါလိမ့်မယ်အဲ့ဒီ prompt လေးကို copy ယူထားလိုက်ပါဒုတိယအဆင့်အနေနဲ့ Whisk AI ကို Gmail တစ်ခုနဲ့ဝင်လိုက်ပါ Whisk AI တဲကိုရောက်ပြီးဆိုရင်ခုနက ChatGPT မှာ copy ယူထားတဲ့ prompt လေးကို paste လုပ်ပြီးထည့်လိုက်ပါမယ်ပြီးရင်ညာအစွန်အလဲ ratio 3မျိုးထဲကမှာ system ratio 9 landscape ကိုရွေးပြီးမြားလေးကိုနှိပ်လိုက်ပါမယ်ခဏဆောင်လိုက်ရင်ပုံလေးနှစ်ပုံကြာလာပါလိမ့်မယ်ကိုမကြိုက်သေးရင်မြားလေးကိုဆက်နှိပ်ပြီးထပ်ထုတ်လို့ရပါတယ်ဒါမှမဟုတ်လက်ရှိ prompt ထဲမှာကိုလိုသလိုထပ်กินပြီးထုတ်လို့ရပါတယ်ကိုစိတ်ကြိုက်ပုံလေးရပြီဆိုရင်ပုံလေးရဲ့ဘက်ဘက်ထိပ်က animation ကို click လိုက်ပါဒါဆိုဗီဒီယိုထုတ်မဲ့ page အသစ်ကိုရောက်သွားပါလိမ့်မယ်ထုတ်မဲ့ပုံရင်အောက်က box မှာကိုကတီးလုံးတန်လီပါချင်တာလားပြုံးပြီးစကားပြောစီချင်တာလားအခင်းရဲ့ပတ်ပတ်လည်ကိုမြင်ရစီချင်တာလားကို prompt ထည့်ရေးထည့်ပြီးလဲထုတ်လို့ရပါတယ်ပထမဗီဒီယိုကိုတော့ prompt မထည့်ပဲ box ရဲ့ဘေးနားကမြားလေးကိုနှိပ်လိုက်ပါမယ်ပြီးရင်တေးလိုက်ရခိုင်နှုံးပြည့်အောင်စောင့်လိုက်ပါဗီဒီယိုလေးရလာပါပြီနောက်ထပ်ဗီဒီယိုတစ်ပုဒ်ကို prompt လေးနဲ့လေးထည့်ရေးပြီးထပ်ထုတ်ပြပါမယ်ဒါဆိုရင်တော့ကင်မရာကိုကြည့်လိုက်ကွန်ပျူတာကိုကြည့်လိုက်နဲ့ရေမောပြီးစကားပြောတဲ့ပုံစံလေးရလာပြီပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ခုပြပြထားတဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ပြီးအလားတူ AI ဗီဒီယိုလေးတွေဖန်တီးနိုင်ကြပါစေ